နင်းအောင်မစောင်းတန် Go Channel လေးကနေအားလုံးကိုကြိုးစိုးလိုက်ပါတယ်ဒီတစ်ပတ်ကျွန်တော်တင်ဆက်ပေးမယ့်ပြရလောကဇာတ်လမ်းလေးကမေကုန်းလောင်မရှိတဲ့ကျောင်းသူဇာတ်လမ်းလေးမစခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးဘေးရခေါင်းလောင်းလေးကိုနှိပ်ထားရဖို့အတွက်လည်းတောင်းဆိုပါရစေခင်ဗျာအဖေတောင်းဝန်ကြတယ်ကမ်းမမြို့နယ်ဘက်ကိုကျွန်တော်တို့ရောက်လာတာအခုဆိုကျွန်တော်10တန်းဖြည့်ပြီးခဲ့ပြီမို့ရှင်းနေနီးပါပင်ရောက်လာခဲ့ပါပြီကျွန်တော်အမှပင်အိမ်တော်ကြာသွားခဲ့ပြီးအိမ်မှာကျွန်တော်တယောက်တည်းစိုးသွမ်းလို့ကောင်းစေပါအဖေလာစားတဲ့ဟာအိမ်စည်းချွေတာသုံးဆွဲရင်းနဲ့အမေစစ်ချုပ်လို့ရတဲ့ပတ်စံနဲ့ကျွန်တော်10တန်းနှစ်ချင်းပေါင်းအောင်မြင်ဖို့အတွက်မိဘနှစ်ပါးကကျူရှင်တွေထားပေးခဲ့ပါတယ်အဲ့ဒီကျူရှင်တွေကိုကျွန်တော်အချိန်ပြည့်မတက်ပဲကျောင်းမနေတဲ့ဘော်ရာတွေနဲ့ဘောလုံးခိုးကန်ရင်းနဲ့10တန်းဆိုတဲ့အချိန်ကာလကိုဖျက်ဆီးခဲ့ပါတယ်အဲ့နှစ်ကကျွန်တော်10တန်းကြာခဲ့ပါတယ်ဒီလိုနဲ့စိတ်လေပြီးတငယ်ချင်းတချို့နဲ့ပြရပွဲရုံတွေမှာဝင်ပြီးအလုပ်လုပ်နေခဲ့တာပါနောက်တော့အဖေကသူ့မျိုးတွေရှိတဲ့တည်ရနယ်ဘက်ကမြို့တစ်မြို့မှာ10တန်းပြန်ပြေဖို့ပို့ပေးခဲ့ပါတယ်အဲ့ဘက်ရောက်တော့မှပြရလောကနဲ့သက်ဆိုင်တဲ့တဘာဝလွန်ဖြစ်ရတွေစာပြီးကြုံတွေ့ခဲ့ရပါတယ်အဖြစ်ကဒီလိုပြကျွန်တော်တော်ရီနေတဲ့ရွာနဲ့အထက်တန်းကျောင်းရှိတဲ့မြို့နယ်ဟာကြားမှာရွာ6ရွာလောက်ခြားပါတယ်ယူကလစ်ပင်ကိုပင်နဲ့လက်ပံမင်းကြီးတွေဟာလမ်းတောက်လျှောက်စီးပြီးစိုက်ထားသလားအောင်းမရပါတယ်ဒီပင်ကြီးတွေဟာနေကင်းဘက်တွေတော့အတော်အေးရတာဗျဒါပေမဲ့နေဝင်ရင်တော့အတော့ကိုကြောက်ဖို့ကောင်းပါတယ်ဒီထက်အကျန်းဆုံးနေရာကတော့တက်တန်းအရင်ဆုံးကိုပင်ကြီးအောက်ကစွန့်ပစ်ထားတာကြာပြီဖြစ်တဲ့ဝါကူတော်အဟောင်းကြီးပဲဖြစ်ပါတယ်ဒီကိုတော်ကြီးဟာအမြင်နဲ့စိတ်ထဲမှာမတိုးမတန့်ကိုခန်းစားရစီပါတယ်ကျွန်တော်ရပီတာတယောက်ဆိုတော့မြို့ဘော်ရာတစ်ခုမှနေပြီးတော့စားတင်ပါတယ်တနင်္ဂနွေပိတ်တာကြောင့်စနေနေ့ညနေဆိုစပိန်နဲ့အတော်တို့ရွာကိုပြန်ပြီးတပတ်စာရိတ်ခါပြန်ယူရပါတယ်ထူးကြတာကဝါကူတော်နာဖြတ်တန်းတိုင်းမှာကျွန်တော်နှာခေါင်းထဲမှာအပုပ်နှံတစ်ခုကိုအမြဲတမ်းရတတ်ပါတယ်အဲ့ဒီအပုပ်နှံကကိုရောင်းရှိရဖြတ်တဲ့ခဏပဲရတာဖြစ်ပါတယ်ဒီနေရာကြောပြီးဆိုတော့အနံ့ကပျောက်သွားတတ်ပါတယ်အစပိုင်းတော့ကျွန်တော်လည်းကျွတ်သေးကောင်ပုတ်တွေပဲထင်ခဲ့တာပါတနေ့တော့ဇီယာဆိုတဲ့တငယ်ချင်းတစ်ယောက်ကကျွန်တော်အဲ့ဒီဝါကူတော်ကြီးအကြောင်းစပြောပြပါတယ်ကျွန်တော်တို့ဘော်ရာမာကနှစ်သက်နဲ့နှစ်ဟောင်းကိုရောပြီးတော့စတင်ပါတယ်ကျွန်တော်နေတဲ့နှစ်ကကျွန်တော်အပါဝင်ရပီတာယောက်ျားလေး3ယောက်ရှိပြီးမိန်းကလေးကတော့10ယောက်ဝန်းကျင်ရှိပါတယ်ဝန်းကျင်သက်ဆိုပေမဲ့ကျွန်တော်ကဟာသညံရွှင်တော့အလုံးကခင်းကြပါတယ်ဇီယာကတော့ကျွန်တော်နဲ့အတော်လေးရင်းနှီးခဲ့ပါတယ်တနေ့တော့အဲ့ဝါကူတော်ကြီးအကြောင်းစကားပြောကြရင်လည်းဇီယာကဟေးအောင်ပူကျော်မင်းရွာကိုတပတ်တခါပြန်မနေပါနဲ့ကွာမပြန်လို့ရမလားကွာဟင်းကတပတ်တခါပဲအထားခံတာအတော်တို့ကအလုံးများတော့လာမပို့နိုင်ကြဘူးလေအဲ့တွေ့တော့ဘာမှမဘူးနဲ့မင်းဟင်းကုံသွားရင်ငါဟင်းနဲ့စားငါဒီမျိုးอ่ะဆိုတော့အမေတို့ကအလင်းမီအောင်ပို့ပေးပါတယ်ကွာရတယ်ဇီယာငါရွာပြန်ယူရတာလဲအဆင်ပြေပါတယ်စပိန်နေရတာကျမကြီးတောင်ကောင်းသေးတယ်ကျွန်တော်ပြန်ပြောလိုက်တော့ဇီယာကမင်းကျမကြီးကောင်းတာအကြောင်းမဟုတ်ဘူးတယောက်တည်းမာရသွန်ပြေးနေရမှာဆိုလို့ပြောတာဟေးဘလို့မာရသွန်ပြေးတာလဲဇီယာငါနားလည်အောင်ရှင်းပြပါဦးကျွန်တော်မေးလိုက်တော့ဇီယာကအရှိဆုံးခုံးထဲမှာထိုင်နေတဲ့ကျွန်တော်တို့တဲ့6နှစ်လောက်ကြီးရန်တူတဲ့အမတယောက်ကိုကြည့်ပြီးတော့အခုတော့နေအောင်ညရောက်မှပြောပြမယ်ဒီလိုနဲ့ကျွန်တော်တို့စကားစာပြတ်သွားပါတယ်ကျွန်တော်ဇီယာပြောမယ့်အကြောင်းအရာတွေကိုစိတ်ဝင်စားမိနေရတော့အမှန်ပါပဲညပိုင်း6နာရီမှ8နာရီအထိစာသင်ချိန်ပြီးတော့ကိုစီအိတ်ဆောင်ကိုပြန်ခဲ့ကြပါတယ်တချို့ကျောင်းသားတွေဟာစာရေးကြကြဆဲဖြစ်ပါတယ်ကျွန်တော်ရဲ့ဇီယာကတော့အဆောင်ရောက်တာနဲ့စကားတပြောပြောနဲ့စောစောအိတ်တက်ကြပါတယ်ဒါကြောင့်လဲဘောကတင်တဲ့ဆရာကမင်းတို့နှစ်ကောင်စားကြက်တဲ့ကောင်တစ္ဆာပေါက်ဆိုပြီးတစ္ဆာဆူရကြသလားအဲ့လိုအမြဲတမ်းနောက်ပြောင်တတ်ပါတယ်အဲ့ညကအိယာခင်းပြီးတော့ကျွန်တော်ကဇီယာကိုသတိလှမ်းပေးလိုက်ပါတယ်ဟေးအောင်ဇီယာနေ့လည်ကပြောတဲ့ကိစ္စဆက်ပြောနေကွာအေးဟုတ်သားပဲဒီလိုကွာမင်းကတနေသားမို့လို့မသိတာအနီးနားဝန်းကျင်ရွာတွေအကုန်လုံးကဒီဝါကူတော်ကြီးအကြောင်းအကုန်လုံးသိကြတယ်ဝါကူတော်ဆိုတာကကိုတန်းတွေနားကကိုတော်ပြစ်ကြည့်လေကွာနိုင်ငံတွေမှာလည်းမိသွေးကဲတွေနဲ့ရှောက်ချစ်ထားတာတွေ့ရမလားအော်အေးငါသိပြီအဲကိုတော်ကြီးနားရောက်ရင်လူကတမျိုးကြီးဖြစ်သွားတယ်ကြံတာတော့ဘာမှမထူးကြပါဘူးဟေးအောင်ဇီယာမင်းလုံးကြံပြီး6မဲ့စကားတွေဆိုရင်တော့မပြောနဲ့တော့ကျွန်တော်အဲ့လိုပြောလိုက်တော့ဇီယာကငါလုံးကြံပြောစရာလားကွာငါအရင်ပြောမယ်မင်းပြီးမှယုတ်တိရှိတယ်မရှိဘူးဆုံးဖြတ်ဒီဝါကူတော်ကြီးဟာတက်တန်းမနေတော့ဘူး260နီးပါရှိတော့မယ်အစကတော့ဒီဝါကူတော်ကြီးမှာဘာမှမရှိဘူးလူတိုင်းကနွားဝင်ကြောင်းရင်နဲ့ကိုတော်မှာဝင်နာကြတေးတမောအိတ်ကြနဲ့တေးဝါရီတွေနဲ့အေးချမ်းတဲ့နေရာပေါ့ကွာ
ငါတို့ဘက်တွေမှာကຫນွေဘက်ဆိုယာရီကုန်းတွေကိုတောမီလှမ်းကြတယ်တောမီရှို့တာပေါ့ကွာဒီလိုနဲ့နွေရာသီတစ်ခုမှာစိတ်ကြွညတဲ့လူကြီးတယောက်ဒီဝါကူရောင်ကြီးကိုရောက်လာတယ်တရက်နှစ်ရက်တော့အနီးနားရွာတွေမှာစိတ်လိုက်အောင်ပြီးညဆိုရင်တော့အဲ့ဒီကူရောင်ကြီးမှာပြန်အိတ်တယ်တညတော့တောမီတွေလှမ်းတာနဲ့မိရကုန်းမော်ဘက်တွေကမနိုင်တော့ဘဲနဲ့ရှိုးရဲဆင်းသွားတာအဲ့ဒီကူရောင်ကြီးမှာအိတ်နေတဲ့စေးရောက်တဲ့လူဟာမိတွေဝိုင်းလာတာမြင်တော့လှမ်းပြီးတော့ထွက်ပြေးသွားတာထင်ပါတယ်တောမီတွေကြားမှာပဲအော်ဟေးရုံးကန်ရင်နဲ့မချိမဆန်တီးသွားခဲ့တယ်ဒါဆိုကူရောင်ကြီးရောမိရဲ့ပါမသွားဘူးလားကူရောင်ကြီးကိုတော့ရွာသားတွေကအချိန်မီမိနိုင်ခဲ့တော့ပါမသွားခဲ့ဘူးတကယ်တမ်းကစေးရောက်တဲ့လူကြီးကအထဲမှာပဲနေရင်တော့အသက်ဘေးကလွတ်သွားမှာကွာလမ်းပြီးတော့မိထဲပြေးဝင်လိုက်သလိုဖြစ်သွားတော့မိထဲမှာပဲဆုံးသွားပါလေရောအဲ့လူဟာဘဲကလာမှမသိတာနဲ့အဲဝိုင်းထဲမှာပဲမြုပ်လိုက်ကြတယ်ပြောတာပဲနောက်ပိုင်းတော့အချောင်းလှန့်တွေကစားတော့တာပဲအစိမ့်တီဆိုတော့လေမကြွဘူးထင်ပါတယ်နှစ်ယောက်သုံးယောက်လောက်ဖြတ်သွားရင်ဘာမှမဖြစ်ဘူးဒါပေမဲ့တယောက်တည်းသွားရင်တော့တော်ယုံတီလာမလုံးတဲ့လူဆိုရင်တော့ယူဝီတာမှတ်တော့ငါကောင်မဟုတ်ပါစေနဲ့လို့တိုးတိုးလေးဆူတောင်းနေရင်လည်းဈေးအောင်မေးလိုက်ပါတယ်တယောက်တည်းသွားရင်ရောဘယ်လိုတွေချောက်လန့်တာလဲတယောက်တည်းသွားရင်တော့အပုံနှံတွေပြီးတယ်နောက်ကနေပြေးလိုက်လာတတ်တယ်ဒါကျင်းတီပေါက်ကျွန်တော်ကြုံတွေ့ခဲ့ရတာပဲလေကျွန်တော်ကြောရဲစိမ့်သွားတာပေါ့ဗျာအေးဒါနဲ့ဆက်ပြောပါအောင်ငါဖန်သမားနှစ်ယောက်ဒီကိုရာမှာအယစ်ဝင်တောက်ကြရင်းနဲ့အဲ့ထက်ကတယောက်ကဝါကူရောင်ကြီးမှာဘာလို့ခဲလဲတော့မသိဘူးဒူးလောက်ပဲနဲ့တဲ့ချောင်းမှာရင်းနေပြီးတော့ဆုံးသွားတယ်ထိုင်းကနေပြန်လာတဲ့အကိုကြီးတယောက်လဲသူ့ရွာအပြန်မှာကိုရောင်ထဲကနေထွက်လိုက်လို့ပြင်းရင်းနဲ့အမောဆိုပြီးတော့ဆုံးသွားပြန်တယ်တခြားချောင်းလန်တာတွေတော့အများကြီးပဲအညာကစကားတွေတောင်ပြောမြောက်ပြောနေအတော်လေးညနေမှာအိတ်ခဲကြပါတယ်ကျွန်တော်တို့နှစ်ယောက်ကတမျိုးပြလုံးဝစာမကျက်တာမျိုးတော့မဟုတ်ပါဘူးမနေ့တိုင်းမှာအမြဲတမ်းစိုးစိုးထားကြည့်ကြပါတယ်ပေါ်တာက9နာရီခွဲဆိုထားပြီးစာဖတ်ရပါတယ်9နာရီထိုးတာနဲ့ထမင်းစားတော့ပြီး9နာရီခွဲပြီးဆိုတာနဲ့စာသင်ခန်းပြန်ဝင်ရပါတယ်ကျွန်တော်တို့နှစ်ယောက်ကတော့မနေ့ဆို9နာရီထိုးတာနဲ့စားထားချက်ပါပြီညဇီယာပြောတဲ့အကြောင်းအရာဘိုးတုဒတခုဖြစ်နေပဲနားထောင်နေတာဖြစ်ပြီးကျွန်တော်ကောင်းထဲမှာတော့ဘာမှမရှိတော့ပါဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကဒီຢာတွေပေါ်မှာအယုံကြည်မရှိလို့ဖြစ်ပါတယ်ဒီလိုနဲ့စနေနေ့ညနေမှာစာသင်ချိန်ပြီးသွားတော့ကျွန်တော်စပိန်လေးနဲ့အတော်ရွာကိုပြန်လာခဲ့ပါတယ်ညနေခင်းဘက်တွေမှာမြို့ကိုသွားတဲ့ဆိုင်ကယ်တစ်စီးစာနှစ်စီးစာနောက်တစ်စီးမှမတွေ့တော့တာမျိုးတွေကြုံရတတ်ပါတယ်ဒါကညနေဆောင်လာတဲ့ဒီလမ်းကဖြစ်နေကြအရာတစ်ခုဖြစ်ပါတယ်ကျွန်တော်စိတ်ပူတာကတော့တခုတည်းပါအဲ့အချိန်တုန်းကခလေးလူငယ်တွေဖမ်းပြီးရောင်းစားတယ်ဆိုတော့ကောလာဟာလာတွေကြောင့်မကောင်းတဲ့လူဆိုးတွေနဲ့ကြုံရမှာတော့ကျွန်တော်ထိတ်လန့်မိပါတယ်ဝါကူရောင်အရှိအဖြတ်မှာတော့အရင်နေ့တွေရလို့အပုံနဲ့နေမရတော့ဘဲနဲ့တရွေ့ချောက်ရင်နဲ့နေပဲနှာခေါင်းထဲမှာရှူရှိုက်မိပါတယ်အရင်တော့ဒီနေရာဖြတ်တာနဲ့ကျွန်တော်အမြဲတမ်းအသက်အောင်ပြီးစပိန်နေရတာဖြစ်ပါတယ်ဘော်ရာဆောင်ပြန်ရောက်တဲ့အချိန်တိုင်းဇီယာကဝါကူရောင်ရှိဖြတ်ရဲလို့အမြဲတမ်းချီကျူးစကားဆိုပါတယ်ဘိုးကျော်မင်းကတော့တကယ်ကောင်းမယ်ကွာသူများတွေကနေကင်းဘက်တောင်မဖြတ်ရဲကြတာမင်းကတော့မှောင်တဲ့အချိန်တယောက်တည်းသွားလာနေတော့တာပဲဂယူတော့စိုက်ပါကွာမိုးမပြိုပြိုခဲ့သည်ရှိတော့ပေါ့ဇီယာကအဲ့လိုပြောတော့ငါကဘာမှဂယူဆိုင်တဲ့ကောင်မဟုတ်ဘူးငါ့ကိုလာထိကြည့်ပါလားဘိုးကျော်တဲ့တကြော်ရဲရှိတယ်အဲ့ဒီကိုတော်မှမိနဲ့ရှိုးပြစ်မယ်ဟာဟေးအောင်မပြောကောင်းတာတွေကွာမင်းကပြောလေဆိုးလေပဲတော်ပြီစားသွားကြတော့မယ်ကျွန်တော်တယောက်တည်းဇီယာကြောက်နေတာကိုကြည့်ပြီးတဘောကြကပြုံးလိုက်မိပါတယ်ကျွန်တော်အတော်ချစ်ပေးလိုက်တဲ့ဟင်းဘူးတွေထည့်ထားတဲ့အထုပ်ကိုဖြည့်ကြည့်ဖို့အတွက်ပြင်ဆင်လိုက်တဲ့ချိန်မှာဟင်းတို့ကလက်နဲ့ဖြည့်ထားသလိုအပေါက်တစ်ပေါက်ဖြစ်နေပြီးဟင်းဘူးတစ်ဘူးကလည်းပျောက်လို့နေပါတယ်ကျွန်တော်ဟင်းတွေအကုန်ဖွင့်ကြည့်လိုက်တော့ကြက်သားကြော်ဘူးတစ်ဘူးဟာကြကြံရစ်ခဲ့ပါတယ်ဒီအိတ်ကကျွန်တော်ဦးလေးစပိန်တော်မှာထုတ်ကျိုးနဲ့တေချာချီးပေးလိုက်တာဖြစ်ပါတယ်စပိန်နင်းလာတဲ့လမ်းတောက်လျှောက်မှာဘူးကြတဲ့အတန်ပင်မကြားခဲ့ရပါဘူးညပေရောက်တော့ဇီယာကိုဒီအကြောင်းတွေပြောပြလိုက်တော့ဇီယာကအိတ်ကိုခဏပြပါအောင်ဆိုလို့ကျွန်တော်အိတ်ပေါက်ကိုပြလိုက်တော့ဇီယာကအိတ်ပေါက်ကိုကြည့်ပြီးမင်းကအယုံကြည်မရှိတဲ့လူဆိုတော့ပြောရလဲခက်သားကွာငါထင်တာတော့ဝါကူရောင်ရှိကနေထွက်ဆွဲတာလို့ထင်တယ်ကျွန်တော်ဇီယာလက်ထက်ကအိတ်ကိုဖြတ်ခနဲ့လှမ်းဆွဲလိုက်ပါတယ်ပြန်ပေးအိတ်ကိုအယူစကားတွေပြောရမယ်ဇီယာကျွန်တော်ကိုမျက်စောင်းနဲ့ကြည့်ပါတယ်တကယ်တော့ထူးခြားမှုတချို့ဟာအဲ့ဒီကလေးဟာတကယ်ပဲဖြစ်နေခဲ့တာပါကျွန်တော်အဲ့ဒီဟင်းဘူးကြကြံခဲ့တဲ့နေ့ဟာစပိန်ပေါက်လို့ဝင်ပါခဲ့ရပါသေးတယ်ဒီလိုနဲ့နောက်လာပြီးတော့ကျွန်တော်အတော်စီမံပေးမှုနဲ့မြို့ပေါ်မှာလာပြီးစားရတဲ့ထမင်းဆိုင်တွေမှာကြိုက်ဆွဲစားခဲ့ပြီးတပတ်တစ်ခေါက်ပြန်ရတဲ့ဒုက္ခတော့ကင်းဝေးသွားခဲ့ပါတယ်နှက်ဝဲကြိုးချိန်မှာတော့ကျွန်တော်အသိစိတ်ကပ်မှုနဲ့အတူနှစ်ချင်းပေါက်အောင်မြင်ဖို့ဇောကြည့်လာခဲ့တာကြောင့်စာအုပ်အမှန်တကယ်စူးစမ်းခဲ့ပါတယ်ဘော်ရာမာကလစဉ်စာမေးပွဲဖြေရပါတယ်နှစ်စာစာမေးပွဲတွေမှာတော့ကျွန်တော်ကကင်မရာစီနဲ့ဖီဇက်နှစ်ပါးတော့အမြဲတမ်းကြပါတယ်
ဘော်ရိုင်းအဆင့်သတ်မှတ်ချက်မှာလဲနှစ်သက်နဲ့နှစ်အောင်ပေါင်းထားတဲ့52ယောက်မှာကျွန်တော်ကအဆင့်45ရောက်ပါတယ်ဇီယာကတော့30-35ပါနောက်တော့ကျွန်တော်စူးစမ်းပန်းစားစာပြန်လုပ်ခဲ့ပါတယ်ညဘက်တွေလဲကျွန်တော်တို့နှစ်ယောက်ညနေအောင်စာကြည့်ကြပါတယ်ဒါကြောင့်ကျွန်တော်အဆင့်ကဇီယာအထက်ပင်ရောက်သွားခဲ့ပါတယ်ကျွန်တော်တို့အထက်ထဲမှာထူးခြားတဲ့ကျောင်းသူတစ်ယောက်ရှိပါတယ်သူ့နာမည်ကတော့မဆန္ဒလို့ခေါ်ပါတယ်မဆန္ဒကကျွန်တော်တို့တဲ့6နှစ်လောက်ကြီးပြီးဒီဘော်ရာမှာပဲ9နှစ်လုံးလုံးဆယ်တန်းဖြည့်ဆို့နေခဲ့ခြင်းဖြစ်ပါတယ်မဆန္ဒကအတန်းထဲမှာအတော်ဆုံးကျောင်းသူတစ်ယောက်ပါသူ့ရဲ့အဆင့်သက်ကိုလူယူနိုင်တဲ့လူအတန်းထဲမှာတစ်ယောက်မှမရှိပါဘူးဘာကြောင့်များဆယ်တန်းကိုခုထိမအောင်သေးလဲဆိုတော့ကျွန်တော်ဖြင့်စဉ်းစားလို့ကိုမရခဲ့ပါဘူးကျွန်တော်မဆန္ဒကျောင်းကိုအတော်လေးစိတ်ဝင်စားတာနဲ့ညဘက်ရောက်တော့ဇီယာကိုမေးကြည့်လိုက်ပါတယ်ဟေးအောင်ဇီယာမဆန္ဒကျောင်းလေးစိတ်ဝင်စားလို့သူ့အကြောင်းနည်းနည်းလေးပြောပြပါလားဇီယာကကျွန်တော်ကိုလှမ်းကြည့်ပြီးမဆန္ဒကိုကြိုက်လို့လားပြောပြရမှာလားဟာအဲ့လိုမဟုတ်လေကွာစာတီတော့တော်ပြီးတော့ဘာကြောင့်ဆယ်တန်းကို6နှစ်စက်တိုက်ကြာလာလဲဆိုတာငါသိကျင်လို့မင်းသိကျင်တော့ပြောပြမယ်မဆန္ဒကဆယ်တန်းမောင်းတာမဟုတ်ဘူး तू ကမဖြေတာဟင်ဒီတစ်ချိန်တော့ကျွန်တော်မျက်လုံးပြူးသွားခဲ့ရပါတယ်ဘလို့ဇီယာမဖြေတာဟုတ်လားဟုတ်တယ်မဖြေတာဒီအမဆယ်တန်းဝင်ဖြေရင်ဒီဘော်ရာက6ပါတာဂုဏ်လူရှင်ဆိုပြီးဖြစ်လာမှာတစ်နှစ်ဖြေနိုးတစ်နှစ်ဖြေနိုးနဲ့စောင့်နေတာအခု6နှစ်မြောက်ပဲဘာကြောင့် तू ကမဖြေတာလဲဘာကြောင့်ဆိုတာငါပြောရင်ရောမင်းကယုံမလားပြောပါငါရန်သိကျင်နေပြီဒီတော့မှဇီယာကမဆန္ဒရဲ့ဇလန်ကဒီလိုကွာမဆန္ဒကဒီမျိုးအထက်တန်းကျောင်းရဲ့ဂုံဆောင်တစ်ယောက်ပဲအလဲတန်းကျောင်းသူကလေးဟာစာရီစာကုန်းပြိုင်ပွဲဂျပန်စကားပြိုင်ပွဲတွေမှာလည်းထူးချွန်တယ်တိုင်းထိတက်ပြီးလူကြီးကျွန်းစုတွေကိုလည်းရတယ်ဇလန်းစတာတော့10တန်းရောက်တော့မှဆိုပါတော့10တန်းရောက်တော့ဘာဖြစ်လဲကျွန်တော်အသိကျင်စိတ်တွေကိုမထိန်ချုံနိုင်တော့ဘဲနဲ့အလင်းစလုံးမေးလိုက်ပါတယ်10တန်းရောက်တော့ तू ဟာဒီဘော်ရာဆောင်ကတော့မဟုတ်ဘူးကွာတခြားစာသင်ဝိုင်းတစ်ခုဟာသူတို့အတန်းနဲ့အကိုကြီးတယောက်နဲ့လူငယ်ဘာသာဘဝချစ်ကြိုက်ကြတယ်ကျောင်းပိတ်ရတစ်ခုမှာအဲ့ကိုကြီးကမဆန္ဒကိုချိန်တွေ့ဖို့ကိုတော်မှာချိန်ထားတယ်ညနေဘက်ပေါ့ကွာမဆန္ဒကအဲ့ကိုတော်နာရွာဆိုတော့လူတွေမရိပ်မိအောင်သူ့တယောက်တည်းဝါကိုတော်ကိုကျိုးသွားခဲ့တယ်ဒါပေမဲ့သူ့ကောင်လေးရောက်သွားတော့မဆန္ဒကအဲ့ကိုတော်ထဲမှာမရှိတော့ဘူးရွာကလူတွေလည်းညနေမောင်းတဲ့အချိန်ထိပြန်မလာတာနဲ့လိုက်ရှာကြတော့ရွာမြောက်ဘက်ကစီဒီပြစ်ကြီးမှာတယောက်တည်းထိုင်ပြီးစကားတွေပြောနေတာကိုတွေးကြတဲ့ဟေးဟုတ်ရဲ့လားကွာမင်းကတနေရမလို့မသိတာဒီကိစ္စတွေဖြစ်တော့ကဟိုးလေးတကြောကြောပဲနောက်တော့ရောမဆန္ဒကဘာဖြစ်သွားသေးလဲဘာဖြစ်ရမှာလဲညနေဘက်ဆိုထမင်းပကံကိုင်းပြီးဝါကိုရောင်ကြီးကိုတွားနေလို့ဘီယိုကဆရာကြီးနဲ့အတော်လေးကူယူခဲ့ရတာနောက်တော့မဆန္ဒကကျန်းနေလာတွေဆိုလုံးဝတာမန်လူတယောက်ပဲဒါပေမဲ့စင်းနဲ့ဆောင်ဝဲဖြီဖို့2ရက်လောက်လို့ဆိုအထုပ်တွေသိမ့်ပြီးရွာကိုပြန်သွားပါလေရောနောက်တစ်နေ့ကျောင်းလီပြန်တက်ပြီးဆိုတာနဲ့သူကဘာမှမဖြစ်သလိုပြန်လာတတ်တယ်ဒီလိုနဲ့နေလာတာအခုဆို6နှစ်တောင်ရှိသွားပြီဒါဆိုမင်းပြောချင်တာကဝါကိုရောင်ကြီးဟာမဆန္ဒကိုပြူစားထားတယ်ပေါ့ဟုတ်တယ်မဟုတ်ဒီတော့ငါလည်းအတိအကျမပြောတတ်ဘူးအနည်းဆက်ဆုံးတော့အဲ့လိုလက်ခံလို့ရတယ်ကျွန်တော်ကဇီယာကိုရုပ်တည်ရှိတယ်မရှိဘူးဆိုတာမဆန္ဒချင်းတွေကိုကြည့်ပြီးဆုံးဖြတ်ကြတာပေါ့လို့ပြန်ပြောလိုက်ပါတယ်ဒီလိုနဲ့ဒီဇင်ဘာရက်ရှည်ပိတ်ရရောက်လာတော့ကျွန်တော်တို့ဘော်ရာက9ရက်ပိတ်ပါတယ်ကျောင်းသားအများစုဟာကိုယ့်ရဲ့ကိုယ်ဒေတာကိုပြန်သွားကြတာကြောင့်ဂျိုင်ဆွဲတဲ့ဆိုင်တွေလည်းလိုက်ပိတ်ပါတယ်ကျွန်တော်ကျောင်းပိတ်ရမှာဘော်ရာမှာပဲစာကျက်မယ်လို့စိတ်ကူးတာကြောင့်ပထမဆုံးပိတ်ရမှာပဲရောဟင်းသွားယူဖို့ပြန်ခဲ့ပါတယ်ကျွန်တော်မြို့ကထွက်လာတာ4 နာရီခွင့်နေခဲ့ပါပြီကျွန်တော်နေလာရင်လည်းဝါကိုရောင်ကြီးကိုလှမ်းမိရတော့ဇေယျပြောတဲ့စကားတွေကြောင့်ပဲလားစိတ်ထဲမှာစနိုးစနောင်တော့ဖြစ်နေမိပါတယ်ဒီချိန်မှာပဲကျွန်တော်ရဲ့နှာခေါင်းထဲကိုအောက်တိုးတိုးပုံနှံကြီးဟာစူးကနေဝင်လာခဲ့ပါတယ်ကျွန်တော်ဝါကိုရောင်ကြီးပဲရုတ်တရက်ကြည့်လိုက်တော့လွန်ခဲ့တဲ့လီလာခန့်ကကြာကြံရိတ်ခဲ့တဲ့ကြက်သားကြော်ဘူးအစိမ်းအောင်လေးဟာအဖုံးတခြားဘူးတခြားနဲ့ကိုရောင်ကြီးပေါက်အောင်မှာမြင်လိုက်ရပါတယ်မကြောက်တတ်ဘူးဆိုပေမဲ့ကျွန်တော်ဝင်ကောက်ဖို့တော့နည်းနည်းလေးမှစိတ်မကူခဲ့ပဲစပိန်ကိုအရှိန်တင်ကမောင်းထွက်လာခဲ့ရပါတယ်ကိုရောင်ကြီးကိုကြိုးပေးထားရတာတောင်မှနောက်ကျောမလုံးသလိုခန်းစားနေရတာတော့အမှန်ပါပဲအဲ့နေ့ကရွာမှာအမဲပေါ်တာကြောင့်အတော်ကအမဲသားကျော်ကင်မွန်ကြီးကျော်နဲ့ငနီတူ6ကျော်များကိုဘူးနဲ့ထည့်ပြီးအိတ်တလုံးနဲ့စပိန်နောက်ဘက်မှာမြင်းမြန်စွာတုပ်ပေးလိုက်ပါတယ်ကျွန်တော်နှိမ့်ခင်းပကြီးပဲမြို့ကိုထွက်လာခဲ့လိုက်တယ်အညာတွေကဘူးပြင်းလုံးပေမဲ့ရွာနေရွာလောက်ကြော်တာနဲ့တက်ပင်တန်းတွေကိုရောက်တာကြောင့်အပူတန်ကိုတော့အခြားကြီးမခံစားရပါဘူးကျွန်တော်တက်ပင်တန်းတွေကိုဖျက်ရင်းနဲ့ဝါကိုတောင်ကိုနီးလာချိန်မှာတော့ကျွန်တော်အရှိခက်လန်းလန်းမှာပီနန်အိမ်အဖြူအောင်ကြီးကိုကြောမှာပိုးထားတဲ့လူတစ်ယောက်သွားနေတာကိုလှမ်းမြင်လိုက်ရပါတယ်ရုတ်တရက်ကျွန်တော်စပိန်ကဒရတ်ဆွဲကရက်တန်သွားတာကြောင့်ကျွန်တော်တောက်ထောက်ပြီးကြည့်တော့တုတ်ကျိုးကနောက်ကဘိန်းခွေကြတဲ့ဝင်သွားတာဖြစ်ပါတယ်ကျွန်တော်တုတ်ကျိုးကိုတေးချခိုင်းအောင်ပြန်တုတ်လိုက်ပြီးစပိန်ပြန်နှင်းချိန်မှာတော့ခုနကကျွန်တော်ရှိမှသွားနေတဲ့လူဟာလုံးဝပျောက်ကွယ်သွားခဲ့ပါတယ်အခုနကကျွန်တော်တေးချမြင်လိုက်ရတာပါအဲ့လူပျောက်သွားတဲ့နေရာကဝါကိုတောင်ကြီးရှိတဲ့ထဲမှာဖြစ်နေတာပါကိုရောင်ကြီးရဲ့အရှိကိုရောက်တော့
ထုံးစံတိုင်းပုံနှံကစုကနေနှာခေါင်းနဲ့ဝင်လာခဲ့ပါတယ်။ဒါပေမဲ့ဒီတစ်ချိန်မှာတော့ကိုတောင်ကိုကြော်သွားတဲ့အချိန်ထိအဲ့ဒီပုံနှံကြီးဟာကျွန်တော်ရဲ့နောက်ကိုလိုက်လာနေသေးပါ။ကျွန်တော်နင်းနေရင်လည်းနောက်ကတုပ်ကျိုးတွေကတပြုံပြုံပြတ်ထွက်ကုန်ကြပြီးဟင်းဘူးတပူပြုတ်ကြတဲ့တန်ကိုပါကြားလိုက်ရပါတယ်။ကျွန်တော်ချစ်ချင်းစပိန်ရလိုက်ပြီးကြားသွားတဲ့ဘူးကိုကြည့်လိုက်တော့အမဲကျော်ဘူးဟာဝါကိုရုံကြီးပဲလိမ့်သွားတာကိုမြင်လိုက်ရတာကြောင့်ကျွန်တော်ချစ်ချင်းပဲပြေးလိုက်သွားလိုက်ပါတယ်။ဝါကိုရုံကြီးနာရောက်တော့အပုံနှံကအတော်လေးဆိုးရလာတာကြောင့်ကျွန်တော်ထိုးအံလိုက်မိပါတယ်။ကျွန်တော်ဘေးနားမှာပဲလူသေးအလောင်းတစ်ခုရှိနေသလိုမျိုးအနံ့ကဘလို့မှမခံစားနိုင်အောင်ထွက်နေခဲ့တာပါ။ကျွန်တော်အန်နေလိုက်တာနဲ့လိမ့်နေတဲ့ဟင်းဘူးကိုမတားဆီးနိုင်ခဲ့ပါဘူး။အမဲကျော်ဘူးဟာအမောင်ကြီးကျနေတဲ့ဝါကိုရုံကြီးတွေကိုဝင်သွားပြီးပျောက်ကွယ်သွားခဲ့ပါတယ်။ကျွန်တော်တကူလုံးတုံးရင်ကကြောင်းလန့်နေခဲ့ပြီးမဲမောင်နေတဲ့ဝါကိုရောင်ပေါက်ဝါကိုတဖြည်းဖြည်းတိုးသွားချိန်မှာအထက်ဟာဝမ်ကောင်းတန်းကြီးနဲ့အော်တန်းကြီးကိုကြားလိုက်ရတော့ကျွန်တော်တကူလုံးလိပ်ပြန်လွတ်မတတ်ဖြစ်သွားခဲ့ပြီးနောက်ပြန်ပြေးကစပိန်ကိုတင်မောင်းထွက်ခဲ့ရပါတယ်ကျွန်တော်အားကုန်နေနေရင်လည်းအတော်လေးပင်မောဟိုက်နေခဲ့ပါတယ်အောက်ပြေးနေတဲ့အိတ်ထက်ဟာလက်ကျန်ဟင်းဘူးတွေကိုကြစ်ကြစ်ပေါအောင်ဆိုးထားရင်းနဲ့အနောက်ကနေလိုက်လာမှကိုလည်းထိတ်လန့်နေခဲ့ရတယ်မြို့ဝင်ဆိုင်ဖို့ရောက်တော့မှကျွန်တော်ရဲ့စိုးရင်စိတ်တွေအနှဲ့ငယ်ရောသွားခဲ့ပြီးနောက်လှည့်ကြီးရဲခဲ့ပါတယ်။ကျောင်းသားအားလုံးကကိုယ့်ရဲ့ကိုပြန်သွားကြတာကြောင့်ဘော်ရာတစ်ဆောင်လုံးကတိတ်ဆိတ်၆ကပ်လို့နေပါတယ်။ဒီလိုနဲ့ကျွန်တော်စာဖတ်ပြီး9နိုင်ခွဲလောက်ကြတော့အိပ်ရဝင်ခဲ့ပါတယ်။ကျွန်တော်အိမ်မက်မမက်တာကြားခဲ့ပြီဖြစ်ပြီးအညကအိမ်မက်ဆိုးတွေမက်နေခဲ့ပါတယ်။အိမ်မက်ထဲမှာမိန်းကလေးတယောက်ငိုနေတဲ့အတန်ကြားရတာကြောင့်ကျွန်တော်အိမ်ကြီးထဲမှာလှည့်ပတ်ရှာနေခဲ့ပါတယ်။အိမ်ကြီးထဲကတောင်းတနေရရောက်တော့မဆန္ဒတယောက်ထိုင်နေရင်ခေါင်းငုံကငိုယိုနေတာမြင်လိုက်ရပါတယ်ကျွန်တော်မဆန္ဒနာကိုတွားလိုက်ပြီးမဆန္ဒဘာလို့ငိုနေတာလဲအဲ့လိုမိလိုက်တော့မဆန္ဒကကြောက်လန့်နေတဲ့မျက်နှာနဲ့ကျွန်တော်မျက်နှာကိုလင်းညှိုးထိုးပြီးနင်းအောင်မကျွန်တော်နောက်ဘက်ကိုလှည့်ကြည့်ကိုပြင်လိုက်ချိန်မှာကျွန်တော်ရဲ့သပင်ကိုအနောက်ကလှမ်းဆွဲလိုက်သလိုခန်းစားလိုက်ရပြီးကျွန်တော်အိမ်မက်ကနေနိုးလာခဲ့ပါတယ်နိုးလာတော့ကျွန်တော်ရဲ့သပင်တွေကအဆောင်ရဲ့ထင်းရံတွေကြားမှာညှက်နေပြီးနာကျင်မှုကိုတော့အမှန်တကယ်ခန်းစားနေခဲ့ရတာပါနောက်ရည်တွေလည်းအလားတူအိမ်မက်မျိုးတွေညာတိုင်းမှတ်ပါတယ်အိမ်မက်ထဲမှာအရင်မျိုးတွေလိုက်လို့ပြေးနေရတယ်ဆိုပြီးခဏမနေခဲ့တာပါ။ကျောင်းနေပြန်ဖွင့်ချိန်မှာတော့ကျွန်တော်ဒီကျောင်းတွေကိုဇီယာကိုဦးဆုံးပြောပြလိုက်ပါတယ်။ဇီယာကကျွန်တော်ကိုခနဲ့မျက်နှာနဲ့ကြည့်ပြီးမစိုးပါဘူးမင်းဆက်လန်ကဆက်ပြောအဲ့လိုပြောတာကြောင့်ကျွန်တော်လည်းပြက်နေတဲ့တုံးကျိုးနဲ့ပေါက်ပြဲနေတဲ့အိတ်ကိုပြလိုက်တော့ဇီယာကမင်းနောက်နေတာတော့မဟုတ်ဘူးမလား။တကယ်ဖြစ်ခဲ့တာကွာ16ရက်နေ့ငါရွာပြန်လာတော့အဲ့ဒီဝါကိုရုံရှိရနေထွတ်ဆွဲတာဒါဆိုဘလို့လဲတရေစီရီရှိရဆိုတာမင်းလက်ခံသွားပြီလားအဲ့ကိုတော်ကထူးခြားနေရတော့ကျင်းသေးတယ်ပြီးတော့မင်းပြောသလိုအပုံနှံ့တွေလည်းရတယ်အဲ့ဒီဝါကိုတော်ကအသားငါးတွေနဲ့တယောက်တည်းဖြတ်ရင်ထွတ်ဆွဲတာတော့တကယ်ရှိရကွာဒါနဲ့ဘူကျော်မင်းအဲ့ချမ်းထဲမှာဆဲခဲ့သေးလားဟေးငါဆဲခဲ့မိရလားအေးလေမင်းဆဲခဲ့လားလို့မေးနေတာဟုတ်တယ်ငါအမဲသားဘူးဆွဲသွားတဲ့နေ့ကမီးရှို့ပြစ်မဲ့ဘာညာဆိုပြီးငါဆဲဆူခဲ့မိရဲ့ဟောဗျာမီးကျွမ်းပြီးတော့တီးထားတဲ့လူကိုမီးရှို့ပြစ်မယ်ဆိုပြီးဆဲခဲ့တာဆိုတော့မင်းအန်ဒီရဲ့ကြီးကြီးမားမားမဖြစ်ခင်အဲ့ဒီကိုသွားပြီးတော့တောင်းပန်တင်တယ်လို့ငါထင်တယ်ကွာတကယ်လားဆရာငါအဲ့လိုလုံးမဖြစ်မှာလားတေချာပေါက်မင်းလုံးမရမှာမဟုတ်ရင်တော့မင်းရဲ့အသက်အန္တရာယ်ပါစိုးရင်ရတယ်ဒီလိုနဲ့ကျွန်တော်ရွာဦးလေးကိုအကြောင်းကြားပြီးမြို့ကိုလှမ်းခေါ်လိုက်ရပါတယ်နေဝင်ဒီရောချိန်မှာမြို့ပေါ်ကမင်္ဂလာပိတ်တွေဟောတဲ့ဦးငထွားရဲ့သုံးမိန်ပေါ်မှာမပြောဘဲနဲ့ထုတ်ထားတဲ့အမဲသားစိန်တပိတ်တာကိုတင်ကဝါကိုရောင်ကြီးဘက်ကိုထွက်ခဲ့ကြပါတယ်ဝါကိုရောင်ကြီးကိုရောက်တော့အမဲသားတို့ကိုဝါကိုရောင်အပေါက်ဝါမှာတင်လိုက်ပြီးဦးငထွားကဒီတနေ့တကြီးတာမောင်ပူပူကျော်ဒီရက်ဒီမီအကြောင်းကိုမသိဘဲနဲ့နှုတ်ကရိုင်းစိမ့်စွာပြောဆိုမှုအတွက်ဒီကလေးအပေါ်မှာပွေမယူကြဖို့ဒီအမဲသားတပိတ်တာနဲ့ဆိုင်ရာပိုင်ရာမြဲမမြဲတို့ဟာတောင်းပန်အပ်ပါတယ်ဒီကလေးကိုဘာအနေနဲ့မှမပြီးဘဲနဲ့ချမ်းသာစွာအိတ်ဆက်လို့ရအောင်နှောက်ရှက်မျိုးတို့မှာဖေးရှားပေးကြပါကိစ္စအလုံးပြီးတော့မိုးပင်ချုပ်သွားခဲ့ပြီးဝါကရုံကြီးမှာပြန်ခဲ့ကြပါတယ်ကျွန်တော်တို့၃ယောက်ဝါကရုံကြီးကိုကြောခိုင်းလိုက်ချိန်မှာအရင်နေ့ကကြားခဲ့တဲ့တရဝါကြီးတကောင်ရဲ့မန်ဖီနေတဲ့ဝမ်ကောင်းတန်းကြီးကိုကြားလိုက်ရပြန်ပါတယ်ဟာဦးလေးဝါကရုံဘက်ကလူအိုတန်းကြီးကိုကြားလိုက်ကြလားဦးငထွားနဲ့ကျွန်တော်ဦးလေးကခေါင်းခါပြကြပါတယ်သူတို့နှစ်ယောက်ဘာစကားမှမပြောကြပါဘူးမြို့ထဲရောက်တော့မှဦးလေးနဲ့ကျွန်တော်ဦးငထွားနဲ့လမ်းခွဲဟာဘော်ရာဆောင်ဘက်ကိုပြန်လာခဲ့ကြပါတယ်အဲနောက်တော့ကျွန်တော်နေ့စဉ်ဖျက်ရှိကိုအကျင့်လုပ်ခဲ့ရပါတယ်အိယာဝန်ကနီးနေ့စဉ်မပြည့်ပတိသုံးပန်စိတ်ဖြစ်အောင်စိတ်ပါတယ်နောက်ရက်တွေတော့ကျွန်တော်အိမ်မက်ဆိုးတွေမတ်တာမျိုးတွေမရှိတော့ပါဘူးဒီလိုနဲ့စာမေးပွဲအစစ်ကြီးဖြေခါနီးတလလုံးမှာဘော်ရာကျင့်ပါတယ်ဖ
ဖိုင်နယ်စာမေးပွဲကိုဖြေဆိုရပါတယ်အဲ့ဒီစာမေးပွဲမှာတော့ကျွန်တော်ဘောဂဗေဒတပါတာဂုံလူထွက်ခဲ့ပါတယ်ဘော်ရာတစ်ခုလုံးအံ့ဩရတာတော့မဆန္ဒကဂုံလူ၅ပါတာပါတာပဲဖြစ်ပါတယ်စာမေးပွဲစစ်ကြီးဖြေမဲ့နေ့မှာတော့ဘော်ရာရှိမှာကျောင်းသူကျောင်းသားများစုယုံရောက်လာကြပါတယ်မြန်မာသားဆရာကြီးဟာဩဝါဒစကားချွေပြီးလဲလဲဆိုတဲ့ကောင်မလေးတယောက်ကိုကြည့်ကလဲလဲနင့်မမဆန္ဒပြန်သွားပြီလားဟုတ်ကဲ့ဆရာကြီးမနေ့ကညနေကတည်းကပြန်သွားပါပြီရှင်အေးအားလုံးဆရာပြောတာမမိကြနဲ့တေချာကျူးဆိုင်ဖြေခဲ့ကြဟုတ်ကဲ့ပါဆရာအားလုံးကတညီတညွတ်ထဲပြောလိုက်ကြပါတယ်တကယ်တော့မဆန္ဒပြန်သွားတဲ့ကိစ္စကိုတာမန်ကိစ္စတခုလို့ဆရာကပြောနေတာကြောင့်ကျွန်တော်စိတ်ထဲမှာတိတ်တော့ဘဝင်မကြလာပါဘူးဒါဆိုဒီဖြစ်ရကြီးဟာတကယ်ပဲဖြစ်ခဲ့တာပေါ့ကျွန်တော်တို့6ပါတာလုံးဖြေဆိုပြီးချိန်ထိမဆန္ဒကလုံးဝပြန်ပေါ်မလာခဲ့ပါဘူးအောင်စင်းနေထွက်တော့ကျွန်တော်ဘောဂဗေဒဂုံလူထွက်ခဲ့ပြီး10တန်းကိုအောင်မြင်ခဲ့သလိုဇီယာလည်းအောင်မြင်ခဲ့ပါတယ်အောင်စင်းစာရွက်တွေတိုင်းကိုကျွန်တော်လိုက်ကြည့်ခဲ့ပြီးမြဲမဆန္ဒနဲ့တူတဲ့နာမည်တစ်ယောက်မှရှာမတွေ့ခဲ့ပါဘူးအဲ့ဒီကဝါကူရောင်ကြီးထဲမှာမဆန္ဒဘာတွေကြုံတွေ့ခဲ့ရလဲဆိုတာကျွန်တော်သိကျင်ခဲ့ပြီးမြဲဒီယာတွေကိုသိတာဆိုလို့မဆန္ဒတယောက်တည်းပဲရှိတာဖြစ်ပါတယ်အခုတော့မဆန္ဒတယောက်စင်ကာပူမှာရောက်နေတယ်လို့လည်းကြားခဲ့ရပါတယ်ဒါကတော့ကျွန်တော်နေမျိုးလေးမှာကျောင်းတက်ဆင်ကကြုံတွေ့ခဲ့ရတဲ့ပီယာလောကအကြောင်းပဲဖြစ်ပါတယ်ဖြစ်ရမှန်ပီယာလောကဇာတ်လမ်းတွေကိုကြိုက်နေတဲ့ဘက်ကကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ခဲ့ဖို့တောင်းဆိုပါရစေခင်ဗျာနားဆင်ပေးကြတဲ့ပရိသတ်များစိတ်တော်ကပေါင်းမှာကင်းဝေးကြပါစေခင်ဗျာ